အာနန္ဒာစေတီကိုဗကန်းခေတ်ကျန်စစ်သားမင်းလက်ထက်တက္ကရာ452ခုအေဒီ1091ခုနှစ်တွင်စောက်လုပ်ခဲ့ပါတယ်။အာနန္ဒာဘုရားဟာဆိုရင်စေတီပထိုးမဟုတ်ဘဲဂူဘုရားတဆူဖြစ်ပြီးဗကန်းမြို့တရပါတကား၏အရှိဘက်အနီးမှာတည်ရှိပါတယ်။အနုမာအာနန္ဒာဒုမာဓမယံဟူ၍လည်းမှတ်တမ်းတင်ထားကြပါသေးတယ်။ဌာပနာတိုက်အတွင်းရှိကောင်းမှုတော်အစုစုကိုရွှေကွန်ရက်ငွေကွန်ရက်ပလဲကွန်ရက်ကြေးကွန်ရက်12ခုတရခန့်ကွန်ရက်ဖြင့်ရန်ထားပြီးဌာပနာတိုက်၌သွင်းအပ်သောရုပ်လုံးရုပ်ပွားများကိုရွှေစင်3ကလေး6တန်းအကုန်ခံ၍သွန်းလုပ်ထားပါတယ်။ဌာပနာတိုက်၏မုတ်လေးမျက်နှာ၌စင်မီးလေးတိုင်းဗရမ ्या လေးလုံးတို့၏အလင်းရောင်မှာနေရောင်လရောင်စင်မီးရောင်ကဲ့သို့ထွန်းလင်းလျက်ရှိပါတယ်။မြတ်စွာဘုရား၏ဓမ္မစကြာတရားဟောတံကိုရန်နျားဆင်၍ဖန်တီးစီရင်ထားသောကြောင့်ကရဝိတ်ငှက်၏ကြွေးကြော်တံကဲ့သို့အလွန်တရာမှသာယာလှပါတယ်။ဘိုးအတိုင်းမသိသောဌာပနာယရနာများကိုကာကွယ်ရန်ဆက်ကြီး